စဘာအထွက်နှုံးကိုအကြီးအကျယ်ထိခိုက်စေတဲ့စဘာမူတီယောဂတောင်သူဦးကြီးများအားလုံးပဲမင်္ဂလာပါရှင် Green Hope Channel လေးကနေကြိုဆိုလိုက်ပါတယ်စဘာနန်တွေအတီးတက်ခါနှစ်အချိန်မှာအထွက်နှုံးကိုအဆိုးရွားဆုံးကျဆင်းစေနိုင်တဲ့ယောဂတစ်ခုရှိပါတယ်အဲ့ဒါကတော့စဘာမူတီယောဂပဲဖြစ်ပါတယ်ဒီယောဂကိုဘယ်လိုခွဲခြားသိရှိမလဲဘယ်လိုကာကွယ်နိုင်မလဲဆိုတာကိုအတူတကွလေ့လာကြည့်ကြမယ်နော်မူတီယောဂဟာ Ustela Ginoidia virus ဆိုတဲ့မှုကြောင့်ဖြစ်ပွားပါတယ်။သူ့ရဲ့လက္ခဏာတွေကတော့စပနံပေါ်ကစဘာစိတ်တချို့ဟာပုံမှန်ထက်2ဆကြီးမားတဲ့မှုလုံးလေးအဖြစ်ပြောင်းသွားတာကိုတွေ့ရပါမယ်။မှုလုံးလေးနူးစဉ်အခါမှာတော့အဝါရောင်လေမော်ရောင်ရှိပြီးရင့်လာတဲ့အခါမှာတော့စိမ်းညိုရောင်အနက်ရောင်တို့ပြောင်းသွားတဲ့လက္ခဏာကိုတွေ့ရမှာဖြစ်ပါတယ်။ထိခိုက်မှုကတော့အများအားဖြင့်စပနံတစ်ခုလုံးမကြပေမဲ့ဒီမိုသေးတွေကအနီးနားကစဘာစိတ်တွေကိုအပြင်းဖြစ်စေပြီးဆန်စစ်အရေးအသွေးကျဆင်းစေနိုင်ပါတယ်။ဘလို့အခြေအနေတွေမှာပိုဖြစ်တတ်တယ်လဲဆိုတော့စဘာပတ်မွင့်ချိန်မှာမူးများတာလေထုဆိုထိုင်းစ90%အထက်မြင့်မားတာအပူချိန်25ဒီဂရီဆဲလ်စီယပ်ကနေ35ဒီဂရီဆဲလ်စီယပ်ဝန်းကျင်ရှိတဲ့အခါမှာမှုဒီယောဂဖြစ်ပွားမှုပိုများပါတယ်။နိုက်ထရိုဂျင်ပလဲမြေဩဇာကိုလိုတာထက်ပိုသုံးစွဲခြင်းကလည်းယောဂပြင်းထန်မှုကိုပိုတိုးစေပါတယ်။ထိရောက်တဲ့ကာကွယ်နိုင်နည်းတွေကတော့ယောဂကင်းပြီးအရေးအသွေးမြင့်မျိုးစေ့ကိုသာစိုက်ပျိုးပါဒါမှမဟုတ်ရင်မျိုးစေ့ကိုမှုသက်ဆေးဖြင့်ကြိုတင်ကုသပါပလဲဓာတ်မီဩဇာကိုမျှတစွာအသုံးပြုပြီးတစ်ကြိမ်နဲ့အများကြီးမထည့်ပဲခွဲရည်ကျွေးပါနှိမ်နင်းနည်းတွေကတော့ချိန်သိမ်းပြီးနောက်ယောဂကြထားသောပင်ကျွင်းပင်ကြံများနဲ့မှုသီးများကိုလက်ကွင်းထဲမှာဖယ်ရှားဖြတ်စည်းပါနောက်ရာသီအတွက်ယောဂပိုးမကြမ်းစေရန်ဖြစ်ပါတယ်ယောဂကာကွယ်မှုအတွက်အနံ့မထွက်ခင်ရက်အနှဲငယ်အလိုတွင်ထိရောက်သောမိုသက်ဆေးများကိုစိတ်ညွှန်အတိုင်းဖြန်းပေးပါဥပမာအဇိုစီထရိုဘင်ဒိုင်ဖန်နိုကိုနာဇိုဟဇာကိုနာဇိုကဲ့သို့ပါဝင်သည့်မိုသက်ဆေးများဖြန်းပေးပါစဘာမူဒီယောဂဟာအရှိန်မီကာကွယ်နိုင်နိုင်ရင်ထိန်းချုပ်လို့ရတဲ့ယောဂဖြစ်ပါတယ်ယောဂလက္ခဏာတွေကိုစောစီးစွာသိရှိပြီးတင့်တော်တဲ့စီမံခန့်ခွဲမှုတွေပြုလုပ်ခြင်းဖြင့်အထွက်နှုံးမကြပဲစဘာကောင်းတွေရိတ်သိမ်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်